ဒီနေ့ဒီဗီဒီယိုကိုကြည့်နေတာအကြောင်းမဲ့တော့မဟုတ်တော့ဘူးလူကြီးမင်းမှာမြတ်တာလိုအပ်နေပြီလူတွေကဘဝမှာအလိုအပ်ဆုံးအရာဆိုတာပတ်စံလို့ပဲထင်နေကြတယ်တကယ်တော့လူတယောက်ရဲ့ဘဝကိုကယ်တင်ပေးနိုင်တာကပတ်စံမဟုတ်ပဲမြတ်တာဖြစ်နေတယ်မြတ်တာမရှိတဲ့နေရာမှာအောင်မြင်မှုရှိနေတော့လည်းပဲစိတ်မချမ်းသာနိုင်ပါဘူးမြတ်တာတွေလမ်းခြုံထားတဲ့နေရာမှာဘာမှမရှိတော့လဲစိတ်အေးချမ်းမှုရရှိနိုင်ပါတယ်မေတ္တာမရှိတဲ့လူတယောက်ရဲ့ဘဝကိုတွေးကြည့်ပါသူ့မှာအောင်မြင်မှုတွေရှိနိုင်တယ်ငွေလဲရှာနိုင်တယ်ဒါပေမဲ့ညအိပ်ရဝင်ချိန်တိုင်းစိတ်မအေးချမ်းနိုင်ဘူးအမြဲတမ်းစိတ်ပူပင်နေရတယ်အမြဲတမ်းဒေါသနဲ့နေရတယ်လူတွေကိုတန်တရားမျက်လုံးတွေနဲ့ပဲမြင်နေမယ်ဘာလို့လဲအကြောင်းရင်းကမေတ္တာမရှိလို့ပါမေတ္တာမရှိတဲ့လူဟာလူတွေကိုမယုံဘူးလောကကြီးကိုမယုံဘူးသူ့ကိုယ်သူတောင်မယုံဘူးမေတ္တာတရားရှိတဲ့သူကိုကြည့်ပါသူကစိတ်တည်ငြိမ်တယ်ခွင့်လွတ်တတ်တယ်မနာကြည့်တတ်ဘူးဘာလို့လဲမေတ္တာတရားရှိလို့ပါမေတ္တာတရားရှိတဲ့သူကလူတွေကိုနားလည်ပေးနိုင်တယ်လောကကြီးကိုလက်ခံနိုင်တယ်ဘဝကိုခံနိုင်ရရှိတယ်လူတွေအများစုကမေတ္တာနဲ့လို့ပဲဒုက္ခများနေကြတာမိသားစုနဲ့အစင်မပြေတာမိတ်ဆွေတွေနဲ့အစင်မပြေတာအလုပ်မှာအစင်မပြေတာဒီအစင်မပြေမှုတွေရဲ့အဓိကအကြောင်းရင်းကမေတ္တာနဲ့လို့ဖြစ်ပါတယ်လူအများစုထင်နေကြတာကမေတ္တာရှိရင်အင်အားနေတဲ့သူတယောက်ဖြစ်နေတယ်လို့ထင်နေကြတယ်တကယ်တော့လူတိုင်းမှာမေတ္တာရှိဖို့အင်အားကြီးဖို့လိုပါတယ်ခွင့်လို့ဖို့အင်အားလိုတယ်မနာကြီးဖို့အင်အားလိုတယ်နားလဲပေးနိုင်ဖို့အင်အားလိုတယ်လူတော်တော်များများမေတ္တာမရှိတာကကိုမေတ္တာမထားတတ်လို့ကိုအပြစ်တင်တယ်ကိုမယုံကြည်ဘူးအရင်ဆုံးမေတ္တာထားရမယ့်သူကမိမိကိုပါပဲမေတ္တာထားတတ်လာရင်ဒေါသနေလာမယ်စိတ်ပူပန်မှုလျှော့ချလာမယ်လူတွေနဲ့ဆက်ဆံရေးကောင်းလာမယ်စိတ်အေးချမ်းမယ်ဒါကမေတ္တာတရားရဲ့စွမ်းအားတွေပါပဲဒီနေ့လူကြီးမင်းဘဝထဲမှာလိုအပ်နေတာပတ်စံလားမေတ္တာလားဆိုတာကိုဝေခွဲလို့ရသွားမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင်လုပ်ထားပေးပါအောင်လို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်